Hello. ဒီနေ့နည်းနည်းလေးပြပြချင်တာက interview တစ်ခုမဝင်ခင်မှာဘာတွေပြင်ဆင်တက်တယ်လဲဘယ်လိုမေးခွန်းတွေမေးလေးရှိတယ်လဲအဲ့မေးခွန်းလေးတွေကိုတကယ်ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့အရင်အတွေ့အကြုံတွေကိုအခြေခံပြီးတော့ဘယ်လိုလေးတွေဥပမာပေးပြီးပြင်ဆင်ကြမလဲဖြေဆိုကြမလဲဆိုတာလေနည်းနည်းလေး tips လေးနည်းနည်းလေးပေးချင်ပါတယ်အဲ့တော့မေးခွန်းမေးတဲ့သူတွေเนาะ interview ပြင်မဲ့ interview panel တွေကလေကိုယ့်ကိုမသိဘူး CV မှာရေးထားပေးမယ်လေသူတို့ကကိုကနော် candidate ကသူတို့အကောင်းဆုံးဖြေတာသူ candidate ရဲ့အတွေ့အကြုံဥပမာတွေကိုပြောပြတာသူတို့မိကွန်းနဲ့ကိုက်ညီတဲ့ပမာမူတည်ပြီးတော့မှပြောပြတာသူတို့ကကြားချင်တာဥပမာသူတို့မိကွန်းကအမြဲတမ်းနော်ဟို interview တစ်ခုစပြီးဆိုလိုက်တာနဲ့သူတို့ကထိတ်ဆုံး interview ပဲနဲ့ကမေးလိုက်မယ် What motivates you to apply for this role Why do you think you are fit for this role ဆိုတော့ဒီရဲ့ role ကိုရှောက်ဖို့အတွက်ဒီ position ကိုရှောက်ဖို့အတွက်ဘယ်အကြောင်းအရာကကိုယ့်ကို motivate လုပ်လိုက်တာလဲဘာကြောင့်မလို့ငါတို့ကတော့မင်းကိုခန့်တင်တယ်တင်တယ်ပေါ့အဲ့ချိန်ကအဲ့မိကုံကတိတ်အရေးကြီးတယ်အဲ့ချိန်မှာကြာကိုကဘောင်ခတ်ထားစရာမလိုလွတ်လွတ်လပ်လပ်ပြောပြလို့ရတယ်အဲ့တော့ဒီလိုမိကုံမျိုးဆိုရင်ကိုဘယ်လိုပြင်ဆင်မလဲဒီလိုမိကုံဆိုရင်ကို့မှာရှိရဲ့ကိုတကယ်အတွေ့အကြုံရခဲ့တဲ့အားသာချက်တွေအောင်မြင်မှုတွေငါကတော့ဒီစက်တဘာတော့နှစ်ပေါင်းများစွာဘယ်နှစ်ဘယ်လောက်မှငါလုပ်ခဲ့ပါတယ်ပြီးတော့ငါရဲ့အတွေ့အကြုံတွေပါနာရှိမယ် partner တွေ manage လုပ်တာရှိမယ် project manage လုပ်တာရှိမယ်နည်းပညာပိုင်းတွေရှိမယ်စသဖြင့်ပေါ့နော်ကိုရှောက်တဲ့ robot မှာမူတည်ပြီးတော့မှကိုအကောင်းဆုံးဖြစ်နိုင်မယ်ကိုအကောင်းဆုံးလုပ်ခဲ့တယ်ထင်တဲ့ဟာလေးတွေကိုပြင်ဆင်ထားမယ်ဒီလိုအတွေ့အကြုံတွေကြောင့်မို့ဒီလိုနောက်ခံကြောင်းရတွေကြောင့်မို့ဒီလိုအောင်မြင်မှုတွေရရှိခဲ့တဲ့အတွက်ပြီးတော့ငါရဲ့အတွေ့အကြုံတွေကပေါ့နော်လူချင်းမင်းတို့ရဲ့အဖွဲ့အစည်းရဲ့ mission တွေအဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်တွေမှာလည်းအထောက်အကူပြုနိုင်မယ်လို့ထင်ပါတယ်ဒါကြောင့်မို့ဒီရဲ့ role ကိုရှောက်ရခြင်းဖြစ်ပါတယ်စသဖြင့်ဒါလေးတွေပြင်ဆင်ထားဖို့လိုမယ်နောက်ထပ် competency based question တွေ competency based question တွေဆိုတာကလေဟို Google မှာတွားလည်းမေးလို့မရဘူး AI tools မှာတွားပြီး AI tools ကိုတွားပြီးအသုံးချပြီးလည်းမေးလို့မရဘူးသူကမေးတယ်ဆိုလို့ရှိရင် competency based question မျိုးကကိုယ့်ရဲ့နောက်ခံအတွေ့အကြုံကိုအတိအကျဥပမာနဲ့လိုချင်တာဥပမာဆိုလိုတာကတော့ကျမတို့စီမံချက်တွေလုပ်ကြတယ် project တွေလုပ်ကြတယ်ပေါ့နော်အကြောင်းအရာမျိုးကြောင့်မို့ဒီ project ကြီးကလမ်းကြောင်းမှန်ကိုမရောက်နေဘူးလမ်းမားနေတယ် off track ဖြစ်နေတယ်ဆိုတော့အဲ့အချိန်မှာမေးမယ်ဆိုတော့ဘယ်လိုမေးမလဲဒီ project တစ်ခုစီမံချက်တစ်ခုကသူ့လမ်းကြောင်းမှန်မဟုတ်ပဲねသူတတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းမဟုတ်ပဲねရွေးချုံနေတဲ့အခါမျိုးမှာဘယ်လိုဖြေရှင်းခဲ့တယ်လဲဘယ်လိုမျိုးလမ်းမှန်ရအောင်လုပ်ခဲ့တယ်လဲဘယ်သူနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လဲအလူရှင်တွေကိုဘယ်လိုကြောင်းကြားခဲ့တယ်လဲအဲ့တော့ဘယ် step တွေကိုလိုက်နာဆောင်ရွက်ခဲ့တယ်လဲဒါကိုအဲ့တော့ပြီးရင်ဗာလဲ outcome ကဗာလဲအဲ့တော့ star based competency လို့ပြောတယ်ပေါ့နော် star based competency based model လို့ပြောတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျမတို့က star model ကိုအသုံးပြုပြီးတော့မှကျမတို့ကပြင်ဆင်ထားဖို့လိုတယ်ပေါ့နောက်တစ်ခုကကြတော့ဥမာ coordination ပိုင်းပေါ့အဲ့တော့ကိုယ့်ရဲ့ team မှာ coordinate ဘယ်လိုလုပ်လဲအဲ့တော့ကို coordinate လုပ်ခဲ့တယ် coordination ကောင်းကောင်းလုပ်ခဲ့တဲ့အတွက်ဘယ်လိုအောင်မြင်မှုရခဲ့တယ်လဲဆိုတော့ကိုအောင်မြင်မှုကို coordinate လုပ်ခြင်းကြောင့်လို့ရခဲ့တဲ့အောင်မြင်မှုလေးတွေဥပမာပေးပြီးတော့မှပြောပြဖို့လုပ်နေတယ်ဆိုတော့အချုပ်ပြောရမယ်ဆိုလို့ရှိရင်ကိုရှောက်တဲ့ profile ကိုရဲ့ quantity ရဲ့ GD ကိုကြည့်ပါခေါင်းစဉ်ပိုင်းလေးတွေပါတယ်အဲ့ခေါင်းစဉ်ပိုင်းလေးတွေမှာ coordination ပိုင်း communication ပိုင်း project management partnership management စသဖြင့်နည်းပညာပိုင်း livelihood လားစသဖြင့်အဲ့ဒီရဲ့ကိုလိုအပ်တဲ့ကိုရဲ့ job description အတိုင်းကိုရဲ့ role requirement အတိုင်းမှာအရင်တုန်းကအတွေ့အကြုံ relevant ဖြစ်နေအတွေ့အကြုံလေးတွေကိုဥပမာပေးပြီးပြင်ဆင်ထားမယ်ဆိုလို့ရှိရင် interview တိုင်း interview panel ကဟုတ်ပြီသူကတော့ဒီလိုအတွေ့အကြုံတွေရှိခဲ့ပါလားဒီလိုဖြည့်ရှင်းအောင်မြင်ပြီးအောင်မြင်မှုလေးရခဲ့ပါလားအောင်မြင်မှုပြင်သူဒီလို learning လေးတွေရှိခဲ့ပါလားစသဖြင့်ကဲအဲ့ဒါဆိုတော့ဒီတယောက်ကဒီ candidate ကတော့ငါတို့လက်ရှိခေါ်နေတဲ့ role နဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတော့မှသူတို့ကမမှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လိုချင်တယ်ပေါ့နော်သူတို့တွေ candidate တွေအမှားဆိုရင်လည်း panel တွေမှာအမြဲပါတယ်ကြားချင်တာက theory တွေသူတို့သိမကြားချင်ဘူးဒါပေမဲ့ဘယ်လိုကြားချင်လဲသိလားသူတို့တကယ်လက်တွေ့ရှိခဲ့တဲ့အတွေ့အကြုံတွေကိုသူတို့ကကြားချင်တာဒီလက်တွေ့အတွေ့အကြုံတွေကြားရမှတာသူတကယ်ဒါအတွေ့အကြုံရှိခဲ့တယ်သူဒီလိုကောင်းကောင်းမွန်လုပ်နိုင်ခဲ့တယ်ဆိုပြီးသူက evaluate ကောင်းကောင်းလုပ်နိုင်ပါဆိုတော့
interview အတွက် interview ဝင်ကြမဲ့ interview အတွက်ပြင်ဆင်နေကြတဲ့အလုပ်ရှာနေကြတဲ့ Maria မောင်နှမတွေဒီဗီဒီယိုလေးကနေတစ်ဆင့်နည်းနည်းလောက်တော့ပေါ့နော်သွေးစရာလေးများရခဲ့မယ်လို့ထင်ပါတယ်တကယ်လို့များအခုအလုပ်ရှာနေကြတဲ့ဒီဗီဒီယိုမှာဒီနေ့အလုပ်ရှာနေကြတဲ့ interview ပြင်ဆင်ကြမဲ့မောင်နှမတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းလိုအပ်တဲ့အကူအညီရှိတယ်ဆိုလို့ရှိရင်အချိန်ကြီးဆက်တွဲနိုင်ပါတယ်အားလုံးစင်ပြေကြပါစေနော်